ဒီတစ်ခေါက်ဖတ်ပေးထားတဲ့ reading ကတော့ relationship reality check ပဲဖြစ်ပါတယ်။ကိုယ့်ရဲ့ relationship မှာကိုယ်မသိချင်အောင်ဆောင်ထားတဲ့ဒါမှမဟုတ်ကိုယ်ရင်မဆိုင်ချင်တဲ့အမှန်တရားတစ်ခုကိုဖတ်ပေးထားတာဖြစ်ပါတယ်။ collective အတွက်ဖတ်ရတာဖြစ်တာကြောင့်မို့လို့ကိုယ်နဲ့ကြိုက်တဲ့ချက်ကိုပဲယူပေးပါ။ file 1လေးတွေနဲ့တစ်ဖက်သူရဲ့ relationship ကခုချိန်မှာနှစ်ယောက်သားကအတူရှိနေပေမဲ့အတူရှေ့ဆက်ဖို့အဆင်မပြေနေတာပေါ့နော်။တရားဝင်တော့တယောက်နဲ့တယောက်ကပွတ်ပွတ်လင်းလင်းငါတို့ရှေ့မဆက်ချင်တော့ဘူးဆိုတာမျိုးကိုတယောက်နဲ့တယောက်ဖွင့်ပြောတာမျိုးမရှိသေးပေမဲ့နှစ်ယောက်လုံးရဲ့စိတ်ထဲမှာတော့ရှေ့ဆက်သွားဖို့ကိုအယောင်ကိုတွေးဝေးတာစိုးရင်စိတ်တွေများလာတာမပျော်တော့တာဒီလိုမျိုးကိုတွေ့ရတယ်အထူးသဖြင့်တစ်ဖက်သူကကိုနဲ့ရှေ့ကိုဆက်သွားဖို့အတူဆက်ပြီးရှိနေဖို့ကိုသူ့ဘက်ကစိတ်ပါလက်ပါဖြစ်မနေဘူးပေါ့နော်အဲ့လိုမျိုးတွေ့ရတယ်ကိုကတစ်ဖက်သူကိုပို့ပြီးတော့မခွဲနိုင်ပဲပို့ပြီးတွေ့တာစိတ်ဖြစ်နေတာလက်လွတ်မချနိုင်တာအဲ့လိုမျိုးကိုတွေ့ရတယ်ပေါ့နော်ဒါပေမဲ့တစ်ဖက်မှာလည်းကိုယ်တိုင်ကတယောက်တည်းကိုယ့်ရဲ့ဘဝကိုစတင်ချင်နေပြီအစ်တွေကိုရှာဖွေချင်နေပြီအစ်ဆိုတာဟိုမျိုးနောက်ထပ်ကောင်းလေးတယောက်ကြီးစားတယောက်အဲ့လိုမျိုးပြောချင်တာမဟုတ်ဘဲနဲ့ကိုယ့်ရဲ့ဘဝမှာကိုယ်စိတ်ဝင်စားတဲ့အဲ့လိုမျိုးတခြားနယ်ပယ်တွေပေါ့နော်တယောက်တည်းဆက်လက်ပြီးတော့လုပ်စရာရှိတာဆက်လုပ်သွားခြင်းနေစိတ်ပေါက်တယ်ပေါ့နော်ဒါပေမဲ့အပေါ်ယံမှာကိုယ့်ကိုထင်နေတာကြတော့ငါသူနဲ့လက်မလွတ်နိုင်သေးဘူးငါသူနဲ့မခွဲချင်သေးဘူးတူတူရှေ့ဆက်ချင်တဲ့ဒီလိုမျိုးကိုယ့်ကိုထင်နေရပေါ့နော်ဒါကိုယ့်ကိုလက်မခံနိုင်တဲ့ reality တစ်ခုပေါ့နော်ဒါပေမဲ့တကယ်ကိုယ့်အတွင်းစိတ်ထဲမှာတော့ကိုယ်ကတယောက်တည်းရှေ့ဆက်သွားခြင်းစိတ်ဖြစ်နေတယ်ဒါပေမဲ့ကိုယ့်ဘာသာကိုတယောက်တည်းခရီးတစ်ခုကိုစတင်ဖို့အတွက်အချိန်ခါလဲတင့်နေပေမဲ့တယောက်တည်းဆက်မသွားရတဲ့အကြောင်းရင်းကြတော့ပေါ့နော်နှစ်ယောက်သားကအချိန်တိုင်းတာတစ်ခုတည်းအတူတူရှိနေခဲ့ကြပြီးတော့ပေါ့နော်အနာဂတ်အတွက်လည်းနှစ်ယောက်အတူဆိုပြီးတော့ဒီလိုမျိုးအတွေးတွေဒီလိုအခြေအနေမှာပဲနေသားကြရှိလာတာကြာနေဖြစ်တာကြောင့်မို့လို့ပေါ့နော်အခုလိုမျိုးကိုလန်းကိုရှောက်ကမယ်လို့တွေးကြည့်လိုက်တဲ့အခါမှာဒီလိုအခြေအနေကကိုယ့်အတွက်စိမ့်သက်နေတယ်ပေါ့နော်အဲ့တော့စိမ့်သက်တဲ့အခြေအနေတစ်ခုဘာဆက်ဖြစ်မှန်းမသိတဲ့အခြေအနေတစ်ခုကိုရင်ဆိုင်ဖို့တွေးကြည့်ရတဲ့အခါမှာမရေရာမသေးချာစိတ်တွေကြောက်ရွံ့စိတ်တွေကိုယ့်အတွက်အဖြေမရှိတာတွေဒီလိုမျိုးအရာတွေကတက်လာတယ်ပေါ့နော်အဲ့တော့ဒီလိုအခြေအနေကိုရင်ဆိုင်နိုင်ပါမလားလို့ကိုယ့်ကိုယ်တန်တရားဝင်တာပေါ့နော်ဒီလိုမျိုးရင်ဆိုင်ရမှာကြောက်ရွံ့မှုတွေကြောင့်မလို့ဒီလူကိုပဲကိုကမပြတ်နိုင်တယ်လို့စိတ်ကတစ်ဖက်လှည့်ပြီးတွေးသွားမိတတ်တယ်ပေါ့နော်တကယ်တော့တစ်ဖက်လူကိုမပြတ်နိုင်တာမျိုးမဟုတ်ဘဲနဲ့ကိုယ့်ရဲ့စိတ်ကပဲဒီလိုမျိုးနေသားမကျတဲ့အခြေအနေတခုကိုရင်ဆိုင်ဖို့ကြောက်နေတာပေါ့နော်အဲ့တော့ဒီလူနဲ့မပြတ်ပဲကွာဒီလူကိုဆွဲထားမိရဒါပေမဲ့ဒီ relationship မှာပျော်နေလားဆိုတော့လည်းမပျော်နေကြတော့ဘူးပေါ့နော်ကိုယ့်ဘက်ကမပျော်သလိုသူ့ဘက်ကလည်းမပျော်တော့ဘူးတစ်ဖက်သူကကိုယ်နဲ့အတူရှိနေရတာကိုသူ့အနေနဲ့ဝင်တော့ဝင်ဖို့တခုလို့ခံစားလာရတဲ့ဒီအခြေအနေကသူ့အတွက်လေးလံစေတယ်ဆိုပြီးတော့သူ့စိတ်ထဲမှာပင်ပန်းလာတယ်ပေါ့နော်ဒါပေမဲ့သူပဲလားဆိုတော့လည်းမဟုတ်ဘူးကိုယ့်အတွက်လည်းဒီအခြေအနေကြီးကဘလို့မှမပြောနေတော့တစ်ဖက်သူရဲ့ energy ကဟုတ်နေတာကိုလည်းကိုယ်တိုင်ကခံစားရတယ်ပေါ့နော်ပြီးတော့တစ်ဖက်သူကကိုယ့်ပေါ်မှာချစ်တဲ့စိတ်ထက်အဲ့လိုမျိုးစိတ်ပြတ်တဲ့ခံစားချက်ဘာခံစားချက်မှမရှိနေတာညင်းငွေနေတာကိုသိပေမဲ့ကိုယ်တိုင်ကလည်းအဲ့ဒါကိုမတိကျိုးချုံပြုတ်ပြီးတော့ဆွဲထားမိနေတယ်ပေါ့နော်နှစ်ယောက်ရဲ့ relationship ကနည်းနည်း karmic relationship type ကိုနည်းနည်းတော့များတယ်ပေါ့နော် karmic တွေပဲနည်းနည်းပိုများတယ်အဲ့ဒါကြောင့်မို့လို့အခုချိန်မှာလွတ်တင်တာလွတ်ပြီးတော့ကိုယ့်ရဲ့ဘဝအသစ်တစ်ခုကိုစရမယ့်အချိန်ကိုလမ်းကိုရှောက်ရမယ့်အချိန်တန်ပြီပေါ့နော်အဲ့တော့ဘာဆက်လုပ်ရမလဲကိုယ့်ကိုသိအောင်ရွေးချယ်နိုင်သွားအောင်လို့ပေါ့နော်အရင်ဆုံးစိတ်ငြိမ်ငြိမ်လေးထားပြီးတော့ခေါင်းအေးထားပြီးစဉ်းစားကြည့်ရွေးချယ်ကြည့်ပေါ့နော်ဘယ်အရာကိုယ့်အတွက်တကယ်ပဲအရေးပါလဲဘယ်လိုအရာကိုလုပ်တဲ့အချိန်ရောက်ပြီလဲဆိုတာခေါင်းအေးထားပြီးစဉ်းစားကြည့်ပါကိုယ့်အတွက်အဖြေတစ်ခုရလာပါလိမ့်မယ် High 2လေးတွေရဲ့ relationship နဲ့ပတ်သက်ပြီးပြောရရင်တော့ပေါ့နော်ဒီ relationship နဲ့ပတ်သက်ပြီးတော့ကိုထင်တဲ့အရာကိုယ့်ကိုပြောနေတဲ့အရာတွေအားလုံးကတကယ်တော့ကိုယ့်ရဲ့ခေါင်းထဲမှာပဲရှိတယ်ပေါ့နော်ကိုယ့်ကို story တွေဖန်တီးပြီးကိုယ်ပိုင် story တွေဖန်တီးပြီးကိုယ့်ကိုပြန်ပြောရင်ကိုယ့်ဘာသာကိုလိန်နေမိတာပေါ့နော်တကယ်တော့အဲ့ဒါကအမှန်တရားမဟုတ်ဘဲနဲ့လိန်ညာနေရတတ်ပဲကိုယ့်ကိုပြန်လိန်နေအောင်တတ်ပဲဆိုတာကိုယ့်ကိုလည်းသိတယ်ပေါ့နော်ဒါပေမဲ့အဲ့လိုဖန်တီးထားတဲ့ story တွေ illusion တွေကိုယ်တိုင်ဖန်တီးထားတဲ့ပုံရိပ်ရောင်တွေထဲမှာပဲနစ်မြုပ်ပြီးတော့တကယ်ကိုယ့်ကိုအစ်စ်ကပျောက်ဆုံးလာတယ်ပေါ့နော်တစ်ဖက်သူနဲ့အတူရှိဖို့ပေးဆက်ရတဲ့အဖို့ခါကကိုယ့်ကိုပြန်ပြီးပေးဆက်လိုက်ရတာပေါ့နော်အဲ့တော့သူနဲ့အတူရှိနေရတာကကိုယ့်ကိုပျောက်ဆုံးလာတယ်ကိုယ်မှာရှိတဲ့ဆန္ဒတစ်ခုကိုသူ့ကိုမပြောရဲဘူးကိုဖြစ်ချင်တာကိုကြိုက်တာမကြိုက်တာကိုမပြောရဲဘူးတစ်ဖက်သူရဲ့မျက်နှာအရိပ်ခဲကိုပဲကြည့်ပြီးနေရတယ်တစ်ဖက်သူကကိုယ့်ကိုချစ်ပါတယ်လေဆိုပြီးကိုယ့်ကိုပြန်လိန်ပြီးနေကြတဲ့သူတွေပေါ့နော်အမြဲတမ်းသူ့မျက်နှာပဲကြည့်နေရတဲ့အတွက်ကိုကစိတ်ဆင်းရဲလာတယ်သူ့မျက်နှာကြည့်ပြီးသူ့လိုလိုက်သူ့အကြိုက်ဆောင်ဘာလို့လဲဆိုတော့မပြတ်နိုင်လို့လေဒီလားအဲ့လိုမျိုးကြောင့်မလို့နောက်ဆုံးမှာကိုယ့်ကိုတဖြည်းဖြည်းပျောက်ဆုံးလာတယ်ပေါ့နော်ပြီးတော့ကိုကသူ့ပေါ်ကောင်းပေးတဲ့ဟာတွေသူ့အတွက်စဉ်းစားပြီးလုပ်ပြီးတဲ့ဟာတွေကိုစိုက်ထုတ်လိုက်တဲ့စူးစမ်းအားထုတ်မှုတွေအားလုံးကအဖက်မတင်ဘူးကျေးဇူးတွေမခံရဘူးသူ့မျက်လုံးထဲမှာ
ဘယ်တော့မှအတိအမှတ်မပြုဘူးမမြင်ပေးဘူးပေါ့နော်အရာအလုံးကကိုကြိုးစားသမျှနောက်ဆုံးအလဟတ်တာပဲဖြစ်သွားတယ်သူကသူ့ကိုယ်သူပဲစိတ်ဝင်စားပြီးတော့ကိုယ့်ကိုစိတ်ဝင်စားအောင်အာရုံနဲ့မရှိတဲ့ပုံကဒါပေမဲ့ကိုကတော့ကိုယ့်ဘာသာကိုပုံမြင်လေးတွေပြန်ပြောနေတယ် तू အားလို့ဖြစ်မှာပါတော့မဟုတ်ဘူး तू ကလှုပ်ရှုပ်နေလို့ပါတော့ तू ကကိုယ့်ကိုစိတ်ထဲမှာရှိပါတယ်ဒါပေမဲ့အချိန်မပေးနိုင်သေးလို့အလုပ်ရမ်းရှုပ်နေလို့ပါဆိုပြီးကိုယ့်ကိုပြန်လိန်ရင်းနဲ့စိတ်ဆင်းရဲခံနေကြတယ်ပိတ်မိနေကြတယ်သူတွေပေါ့အဲ့တော့ရှေ့ဆက်တိုးရအောင်ကလည်းကြောက်နဲ့ကြီးပေါ့နော်နောက်ဆုတ်ဖို့ကလည်းနောက်ဆုတ်ဖို့စုံလန်းမရှိဆိုတော့လက်ရှိနေရာလေးမှာပဲဖတ်တွယ်နေရင်ဘာဆက်လုပ်လို့လုပ်ရမှန်းမသိဖြစ်နေတဲ့သူတွေပေါ့ဒါပေမဲ့ကိုယ်တိုင်ကတကယ်ပျော်လားဆိုတော့ဘလို့မှပျော်မနေဘူးကိုယ့်ရင်ထဲမှာသိဆုံးနေတာကိုယ်တိုင်ပဲသိကြတယ်ပေါ့နော်အဲ့တော့ဒီ relationship ကတော့ကိုက lesson learn လုပ်ဖို့တခုခုကိုသင်ယူဖို့တွေ့ဆုံခဲ့ရတဲ့သူလို့ပဲပြောရမယ်ပေါ့နော်အဲ့တော့ဒီ relationship ကနေကိုကဘာကိုသင်ယူရမှာလဲဆိုတာကိုယ့်ကိုပြန်ပြီးတော့စဉ်းစားပေါ့နော်ကိုကဘယ်ဟာကိုရွေးချယ်သင့်ပြီလဲလို့ဒီကနေငါဘာကိုသင်ယူရရှိလဲငါ့ကိုငါဘာပြောင်းလဲရမလဲဆိုတာကိုယ့်ကိုပြန်ပြီးတော့မေးကြည့်အဲ့ဒါမှပဲဒီ relationship ကနေရုံထွက်နိုင်လိမ့်မယ်ပေါ့နော်အဲ့ဒီတော့ရုံထွက်နိုင်ဖို့အတွက်ဘာလို့သင်လဲသိနိုင်ဖို့အတွက်ကတော့ကိုယ့်ကိုခဏဒီ relationship ကနေ break ယူပြီးတော့စဉ်းစားကြည့်ပေါ့နော် break ယူဆိုတာဥပမာခဏနေနဲ့ငါပြတ်မယ်ဆိုပြီးတော့ကိုကမပြတ်နိုင်သေးပဲချက်ချင်းသွားပြောရထက်ခဏလောက်သူ့အကြောင်းမတွေးပဲနဲ့ကိုယ့်ဘာသာကိုယ့်အကြောင်းကိုတွေးပြီးတော့ငါဘာလုပ်ချင်လဲဘာဖြစ်ချင်လဲဒီကနေဘာသင်ခန်းစာယူစရာရှိလဲလို့ကိုယ့်အတွက်ခဏလောက်ပြန်ကြည့်ကြည့်ပေါ့နော်ဘယ်လိုရှေ့ဆက်လုပ်ရမလဲဆိုတာသိလာပါလိမ့်မယ်5-3လေးတွေရဲ့ relationship မှာကပေါ့နော်တယောက်နဲ့တယောက်ကနည်းနည်းလေး balance မမျှနေတာကိုတွေ့ရတယ်ပေါ့နော်တစ်ဖက်သူကဒီ relationship မှာသူ့ကိုယ်သူနည်းနည်းပို့ပြီးတော့လူကြီးဆန်တဲ့ပုံရင့်ကျက်တဲ့ပတ်ချံအဲ့လိုမျိုးချပြချင်တယ်ပေါ့နော်အဲ့တော့တစ်ဖက်သူကသူတက်နိုင်တော့ကိုယ့်ကို view site ဖို့ကြိုးစားတယ်သူ့ရဲ့ရင့်ကျက်တဲ့ပတ်ချံကိုပြဖို့ကြိုးစားတယ်ပေါ့နော်အဲ့တော့ तू ကကိုယ့်ကို view site ပေးတယ်ကောင်းတဲ့စကားလေးတွေဥမာချစ်ချောင်းခင်ချောင်းအဲ့လိုမျိုးတွေပြောကြတယ်ပေါ့နော်ဒါပေမဲ့နှစ်ယောက်သားရဲ့တကယ် conversation ရဲ့အကြောင်းရင်းတွေကိုကြည့်လိုက်မယ်ဆိုရင်ချစ်ချောင်းကြိုက်ချောင်းနေတာပါပြီးတော့ဘဝရဲ့တကယ်အရေးပါတဲ့ကိစ္စတွေကိုယ့်အကြောင်းသူ့အကြောင်းကိုယ့်ရဲ့စိတ်ခံစားချက်အဲ့လိုမျိုးတွေမှာတရားနဲ့တယောက်ကတတိုင်ပင်ပင်ဆွေးဆွေးနွေးနွေးအဲ့လိုမျိုးတွေရှိမနေတာမျိုးကိုတွေ့ရတယ်ပေါ့နော်အဲ့ဒီတော့ကိုယ့်ဘက်ကခံစားချက်ကဘယ်လိုမျိုးဖြစ်နေတယ်လဲဆိုတော့အပေါ်ယံကြည့်ရင်တော့ तू ကကိုယ့်ကိုချစ်ချောင်းပြတယ် view site တယ်ဒါပေမဲ့တကယ်ကိစ္စတွေမှာကျတော့တယောက်ကပွပွလေးလေးမပြောနိုင်ဘူးရှို့ထားတယ်လို့မျိုးမျက်နှာဖုံးရဲ့နောက်မှာတခုခုခြံနေတယ်လို့မျိုးအဲ့လိုမျိုးတွေကိုယ့်ရဲ့မသိစိတ်ကနေစတင်ပြီးခံစားလာတတ်တယ်ပေါ့နော်ဒါပေမဲ့သူ့ဘက်ကတခုခုမှားနေတယ်ဆိုပြီးထောက်ပြရအောင်ကလည်းအပေါ်ယံအပြုတ်မှုနဲ့စကားတွေမှာကအမှားမရှိဘူးပေါ့နော်ဒါပေမဲ့တကယ်ကိစ္စတွေကတော့ထွက်မလာဘူးပေါ့နော်အဲ့တော့တယောက်ကကိုခံစားနေရတာကိုပွပွလေးလေးမပြောနိုင်ဘူးတကယ်ခံစားချက်တွေကိုယ့်ရဲ့ share site တွေဒါမျိုးတွေကြတော့တယောက်ချိုးချိုးသားသားဆက်ဆံတဲ့မျက်နှာဖုံးတွေရဲ့နောက်မှာကြံနေခဲ့တယ်ပေါ့နော်အဲ့တော့ကိုယ့်ရဲ့စိတ်ထဲမှာစတင်ပြီးဝေခွဲမရဖြစ်လာတယ်တခုခုမှားနေပေမဲ့ဘာမှားလို့မှားနေမှမသိဘူးဒီလိုမျိုးကြီးဖြစ်လာတယ်ဒါပေမဲ့တစ်ဖက်သူကလည်းသူ့ရဲ့ဒီမျက်နှာဖုံးတစ်ဖက်ကိုထိန်းထားရတဲ့အတွက်သူကိုယ်တိုင်ကလည်းပင်ပန်းလာတယ်ဘာလို့လုပ်မှမသိဘူးပေါ့နော်အမြဲစူးစမ်းအားထုတ်နေရတယ်ဆိုတဲ့သဘောမျိုးဖြစ်နေတယ်ပေါ့နော်တယောက်ကခံစားချက်အစစ်မှန်နေရေးချောင်းဆိုရင်တိုင်ပင်ပေါ်တိုင်ပင်ဘက်ကိုယ့်ရဲ့ share site ကိုချပြပြီးတော့တယောက်တိုင်ပင်ရတဲ့အထိဆွေးနွေးရတဲ့အထိဒါမှမဟုတ်ဘွားရဲ့အရေးချောင်းကိစ္စရက်တွေမှာပြောပွပွလင်းလင်းပြောပြရလောက်တဲ့အထိကိုယ့်ရဲ့ရည်မှန်းချက်တွေအနာဂတ်တွေကိုရှင်းရှင်းလင်းလင်းတယောက်ပြောပြနိုင်တဲ့အထိအဲ့လောက်ထိမရင်းနှီးကြဘူးပေါ့နော်ဒီလိုအခြေအနေထားမျိုးကိုရောက်လာကြတယ်အဲ့တော့နှစ်ယောက်ကြားရဲ့ relationship ကဒီထက်ပိုပြီးတော့အဆင်ပြေခြင်းတော့တယောက်ကပွပွလင်းလင်းပြောပြဖို့လိုတယ်ကိုယ့်ဘက်ကလည်းကိုယ့်ရဲ့ခံစားချက်ကိုဖြစ်ချင်တာကိုအရင်ဆုံးပွင့်လင်းလင်းစပြောကြည့်ပေါ့နော်တစ်ဖက်သူကိုလည်းသူ့ရဲ့ရင်ထဲကဒီလိုမျိုးသူ့ရဲ့အားနည်းချက်တို့သူ့ရဲ့စိတ်ထဲအတွေးတွေကိုပွင့်လင်းလင်းပြောနိုင်အောင်ကိုယ့်ဘက်ကတဖြည်းဖြည်းလမ်းဖွင့်ပေးတာတို့နည်းနည်းသူ့ဘက်ကလွယ်တကူဖွင့်ပြောနိုင်အောင်လမ်းဖွင့်ပေးတာစကားစပေးတာဒီလိုမျိုးလေးတွေဖြည်းဖြည်းချင်းစကြည့်ပေါ့နော်အရင်ဖိအားပေးတာမျိုးမဟုတ်ဘဲနဲ့လေသူ့မှာလည်းဒီလိုမျိုးလောက်ခါတာသူ့အချောင်းရင်းနဲ့သူရှိမှာပေါ့အဲ့တော့အရင်တွန်းပေးတာထက်ဆိုင်ဖြည်းဖြည်းချင်းလမ်းဖွင့်ပေးကြည့်ပေါ့နော်မတိမတာနဲ့ဒါဆိုရင်တယောက်ကပို့ပြီးတော့ရင်းနှီးသွားပြီးတော့ပို့ပွင့်လင်းလာလိမ့်မယ်အဆင်ပြေလာလိမ့်မယ်ပေါ့နော်တစ်ဖက်သူရဲ့စိတ်ရင်းကတော့မှန်တယ်ဒါပေမဲ့အဲ့လိုမျိုးပေါ့နော်သူ့ရဲ့အရင်အတွေ့အကြုံကြောင့်လည်းဖြစ်လိမ့်မယ်ဒီလိုမျိုးဖြစ်နေတာလေအဲ့တော့တယောက်ကပွင့်လင်းဖြစ်ပြီးပို့ပြီးရင်းနှီးလာဖို့အရေးကြီးတဲ့ကိစ္စတွေ share site တွေကိုယ့်ရဲ့အားနည်းတဲ့ပတ်ချမ်းတွေကတယောက်ဖွင့်ပြနိုင်တဲ့အထိဖြစ်လာအောင်တယောက်ပြောင်းလဲကြည့်ပေါ့နော်အဲ့လိုထိရင်းနှီးအောင်လုပ်ကြည့်ပါဒါဆိုရင်ဒီ relationship ကပို့ပြီးတော့အဆင်ပြေလာပါလိမ့်မယ်